ဒီဈေးတန်းလေးကဘာလဲဆိုတော့ဒီဈေးတန်းလေးကသူ့ရက်နဲ့သူဖွင့်တဲ့ဈေးလေးပေါ့နော်ကျွန်တော်တို့ရက်ွက်ထဲမှာပေါ့နော်ကျွန်တော်တို့ရက်ွက်နာကဒါသူ့ရက်နဲ့သူဖွင့်တဲ့ဈေးလေးဖြစ်ပါတယ်အဲ့ဒါကိုလိုက်ပြမယ်โอเค let's go ဘာတွေရောင်းလဲရှောက်ကြည့်မယ်နော်ဒီဈေးထဲမှာတော့အဝတ်အစားတွေစားတရားတွေဒါကတော့ဟိုစိုက်ပျိုးရေးထွက်တဲ့ပစ္စည်းတွေအကုန်လုံးပေါ့နော်ဒါတော့သူ့ရက်နဲ့သူဖွင့်ပြရပေါ့အကုန်လုံးရှိရဒီမှာကိုရီးယားရိုးရာမုံနေဒီမဲ့ဒါလေးတွေရှိတယ်ဒီဘက်ဟိုကလေအကျော်လေးတွေရောဒီမှာတပ်ပိုကီတို့ဒီမှာစားကြရအများကြီးရှိတယ်ဒီဆိုင်ဆိုမတရားရောင်းရတယ်ဒီဆိုင်ဆန်ရောင်းမယ်ဆိုရင်တော့ဆန်ရက်ပေါ့ဒီကြော်လေးတို့ဒါရောင်းရတယ်အများကြီးရှိတယ်ဒီမှာလိုက်ပြအောင်မယ်ဒါဆိုစိုက်ပျိုးရထွက်တဲ့ဟာတွေပေါ့ဒါကြက်သွန်မိတ်တွေကြက်သွန်မိတ်ထုတ်ဈေးပေါ်တယ်ဒီလိုသူ့ရက်နဲ့သူဖွင့်တဲ့ဈေးတွေဈေးဆိုလို့ရှိရင်တော့ဈေးပေါ်တာပေါ့ဒီမှာအာလူဈေးပေါ်တယ်ကစုံဥတို့ကြက်သွန်တို့ဒီမှာဈေးပေါ်တယ်သူ့ရက်နဲ့သူဖွင့်တာဟိုးရှေ့မှာလည်းအများကြီးလိုက်ပြမယ်နော်ဒီမှာဆိုလဲငါရောင်းဒီမှာဆိုလို့ရှိရင်ဝက်သားပေါင်းမူရီလည်းရောင်းတာပေါ့သူရက်နဲ့သူဖွင့်တဲ့ဈေးဆိုတော့ဒီရက်ကိုလာပြီးတော့ဝယ်ကြရတယ်ဒီမှာဈေးရမ်းပေါ်ပါဆိုတော့လေသူရက်နဲ့သူဖွင့်တာဆိုတော့ဈေးပေါ်တော့ခါကျတော့လာပြီးတော့ဝယ်ကြများတယ်ဒီမှာဒါတွေမှုနဲ့ပတ်သက်တာမှုလေးမှုမျိုးစုံမှုတွေပေါ့မှုတွေရောင်းတာဒီမှာကနန်းကြီးတွေရော저번에 좋았어요. 어땠어요? ဒီမှာဆိုရေညှိပတ်တယ်ရေညှိပတ်တယ်ဒါကင်ချီဒါဈေးထဲမှာဟိုမှာဆိုမချောက်တန်းဒီမှာအစုံရှိမပြောင်းပြောက်ငါဆိုလို့ရှိရင်ငါးပါတော့ငါးဆိုရှင်နေရောင်းတာငါးဝယ်တဲ့ခါမှာချက်ချင်းလှီးပေးတယ်ဒီရက်နဲ့ဒီဖွင့်တဲ့ဈေးဖြစ်ပါတယ်ခရင်ဒါခရင်ရောဒီမှာဆိုတာခင်းချီပေါင်းတော့ကျက်သွန်ခင်းချီမောင်လာဥခင်းချီဒါလည်းမုံလာတော့ခင်းချီအများကြီးပဲဒီမှာတခွားသီးခင်းချီမာဒါငရုတ်သီးခင်းချီကျက်သွန်မိတ်ခင်းချီရေးကြည့်ဒီမှာဒါကိုရီးယားရိုးရာမဟုတ်ဒါပြောမယ်ဆိုမြောက်ယူလို့ဆိုဒါမုံစိမ်းပေါင်းပုံစံပေါ့နော်မုံစိမ်းပေါင်းဒါရည်ညှိထုတ်တယ်ကိုရီးယားရိုးရာမုံလေးတွေမုံကြော်လေးစားတော့ကောင်းတယ်ဒါလေးတွေ이거 동글동글한 거 매운 거예요? 매운 거예요. 나 커피로 뜨셔고 떠오라. 커피로 뜨셔고 떠오라. 밥 와이. 뭐 요리 버려. 야마비로 커면 뭐 요리 버. 뭐 요리 더. 뭐 병우병. 어제 보니까 그 SK 그 임원인데
ဒီမှာခန်းညင်သည်9000အဲ့တချင်အဲ့ဒါဖားသည်လေးတွေပန်းတစ်တော့ပန်းသည်လေမော်သည်ဈေးပေါ်တယ်ဒီမှာဈေးပေါ်တယ်အဲ့ဒါမှုမုတ်ကြော်လေးဒီမှာတော့ပေါက်လေးရောင်းတာပေါက်လေးပေါက်မျိုးစုံပေါက်မဟုတ် 그대로 통째로. 네, 들고 갈 수 있게 해주세요. ဒီမှာကင်းမော်လားကင်းမော်ဒီမှာဈေးပေါ်တာပန်းသီးဈေးပေါ်ပန်းသီးလို့ဈေးပေါ်တယ်နောက်တော့စတော်ဘယ်ရီဈေးပေါ်တယ်ဒါဒီမှာသမင်းကြောက်ကဈေးကြီးတယ်ဒီမှာသမင်းကြောက်စက်ရုံထုတ်တာပေါ့နော်ညောင်ကြီးတို့အချောက်လန်းတာပေါ့စက်ရုံကထုတ်တယ်သမင်းကြောက်네, 커서안돼. 디만 떴죠. 떴죠. 그거 나타오네. 네. 그 구두개 알아. 다 뚜연내 두팬에 너 약과 세이 보노. သူရနဲ့သူဖွင့်တယ်ရက်ွက်ဈေးဖြစ်ပါတယ်အခုစားစရာတွေလည်းဝဲလာပါပြီအိမ်ကျမှစားတော့မယ်ဗျာโอเคတက်တာဘိုင်ဘိုင်